ဒါကတော့ MMA တမိုင်းတစ်လျှောက်မှာအသက်ရှူရမတက်အချောက်ချရဆုံးသောအလေးထိုးပြက်ကွက်တွေကတခုပဲဖြစ်ပါတယ်ဗျာအဲ့ဒီဖိုက်တာကြီးချန်ပီယံဘော်ကိုဝုန်းကန်နဲ့ပြိလဲကျသွားတဲ့အချိန်မှာတော့ပြန်လည်ရုန်းကန်ဖို့နေနေတာတိုင်လူကြီးရဲ့အမတ်ရည်အတွက်တန်တော်မရှိခဲ့ပဲနှစ်ရက်တီဆက်တိုက်3 limit မျောသွားခဲ့ရရှာတာဖြစ်ပါတယ်ကွင်းလုံးပြည့်ပရိသတ်တွေအားလုံးဘာဖြစ်သွားမှမသိပဲဆွန့်အားသွားခဲ့ရတယ်လို့သူ့ကိုလဲချလိုက်တဲ့ပြန်ဘက်ကိုယ်တိုင်ကပါစိတ်မကောင်းလို့မျက်ရည်တွေဝဲခဲ့ရတဲ့အထိပါပဲဗျာသူတို့နှစ်ယောက်စလုံးဟာ UFC ဖွဲ့စည်းကြီးကနေခဏတာစွန့်ပစ်ချင်းခံခဲ့ရတဲ့ဖိုက်တာဟောင်းတွေဖြစ်ကြပါတယ်ဖိုက်တာဘက်ဟာအရင်တုန်းကလျှက်တပြက်မြန်ဆန်တောက်ပတဲ့ခြေစွမ်းပြက်ကွက်အချို့ရှိခဲ့မှုပေမဲ့နောက်ပိုင်းမှာရှုံးနိမ့်မှုတွေတည့်ဆက်ကြုံတွေ့ခဲ့ရလို့ UFC ကနေထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်တစ်ဖက်က Apex ကတော့ပွဲစဉ်၅ပွဲလောက်ပဲထိုးတက်ရသေးတဲ့အချိန်မှာတင် UFC နဲ့လမ်းခွဲခြင်းခံခဲ့ရတာပေါ့ဗျာအဲ့ဒီလိုနဲ့ကျွေလွင့်သွားခဲ့ရတဲ့ဖိုက်တာနှစ်ယောက်ဟာအခြားသောကြိုးဝိုင်းတစ်ခုထဲမှာထိတ်တက်ပြန်လဲဆုံးတွေ့ခဲ့ကြပါတော့တယ်ဘက်ဟာသူ့ရဲ့အတားဆီးရတဲ့အရက်အမောင်းလက်တန်ရှည်ကိုအသုံးချပြီးအကွာဝေးကိုထိန်းချုပ်ဖို့စူးစမ်းခဲ့ပေမဲ့လည်း Apex ရဲ့ပြင်းထန်လာတဲ့တည့်ဆက်တိုက်စစ်ဆင်မှုကိုတော့ဘလို့မှတားဆီးနိုင်စွမ်းမရှိခဲ့ပါဘူးဗျာအပြန်လန်အခြေအနေရှိလာတဲ့ထိုးနှက်ချက်တွေပြီးမှတော့ပစ်တယောက်ပြားရခတ်သွားခဲ့ရပြီးပြန်ဘက်ရဲ့မျက်လုံးကိုလက်ညှိုးနဲ့ထိုးမိသွားပါတယ် Apex တယောက်မျက်လုံးတန်ရာကနေပြန်လဲတက်တာလာပြီးတဲ့နောက်မှာတော့သူ့ရဲ့လက်ဝဲပေါင်းဘီတို့ကိုအပေါ်ကိုကွက်တီဆွဲတင်လိုက်ပြီးဘေးရဲ့မေယိုတဲ့စီကိုတကယ်ကိုလှပလာတဲ့လာချမ်းပုံတန်ထန်အဝိုင်းကန်ချက်တစ်ချက်ကိုအရှိန်ဟုန်ပြင်းပြင်းနဲ့ပစ်သွင်းလိုက်ပါတော့တယ်ဗျာအဲ့ဒီကန်ချက်ရဲ့ပြန်အားကတော့လူသားတယောက်ရဲ့ခန္ဓာရည်ကန့်တက်အပြင်ဘက်ကိုရောက်ရှိသွားခဲ့တာမို့လို့ဘေးရဲ့အတိစိတ်ဝိညာဉ်ကိုချက်ချင်းပဲအပြီးအပိုင်ပိတ်ပစ်လိုက်ရုံတင်မကပဲချန်ပီယံဘော်ကိုပြစ်လဲသွားစေခဲ့တာပေါ့ကံကောင်းထောက်မှစွာနဲ့ပဲပစ်တယောက်နှစ်ရက်ကြာပြီးတဲ့နောက်မှာတော့တတိပြန်လဲရရှိလာခဲ့ပါတယ်ဗျာဒါပေမဲ့တကယ်ကိုစိတ်မကောင်းစရာကောင်းတာကတော့အဲ့ဒီဖြတ်အားပြင်းကန်ချက်ကြီးဟာသူ့ရဲ့မေယိုကိုပဲရိုက်ချိုးဖျက်ဆီးပစ်လိုက်တာမဟုတ်ပဲသူ့ရဲ့တောက်ပခဲ့တဲ့တိုက်ခိုက်ရေးကစားသမားဘဝလမ်းပြချက်ကြီးကိုပါတမိုင်းစတင်အပြီးအပိုင်အမှုန့်ချေဖျက်ဆီးပစ်လိုက်တာပဲဖြစ်ပါတယ်ဗျာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့လက်ဝဲဗီဒီယိုတွေကိုအဆက်မပြတ်ကြည့်ရှုချင်ရင်တော့အသေးလေးပေးပြီး follow နှိပ်သွားဖို့မမေ့ပါနဲ့နော်